ကောင်မလေးကရုတ်တရက်အံ့ဩစရာအချက်တစ်ခုကိုတွေးရှိလိုက်ပါတယ်အဲ့ဒါကတော့ကုမ္ပဏီကနေအလုပ်ထုတ်ခံရမယ်ဆိုရင်သူမအနေနဲ့ဆုလက်တစ်ခုရရှိမှာဖြစ်ပါတယ်စုစုပေါင်း69ကျိန်းအလုပ်ထုတ်ခံရပြီးရင်တော့သူမဟာစုမဲ့အကြီးစားကြီးတစ်ခုကိုဖွင့်လှစ်နိုင်မှာဖြစ်ပါတယ်သူမကဒီတာဝန်ကိုချက်ချင်းလက်ခံလိုက်ရချက်ချင်းဆိုသလိုပဲဒေါ်လာ3သိန်းကိုလက်ခံရရှိလိုက်ပါတယ်ကောင်မလေးအရန်ကိုစိတ်လှုပ်ရှားသွားပါတယ်ဒါကြောင့်အစည်းအဝေးမှာတထေးကအချိန်ပိုကြေးမပေးဘဲအချိန်ပိုဆင်းခိုင်းတဲ့အခါကောင်မလေးကနေရာမှာတင်ချက်ချင်းညှင်းဆန်လိုက်ပါတယ်တထေးကသူမကိုစကားတွေနဲ့လှည့်ပတ်ပြောဆိုဖို့ကြိုးစားပေမဲ့သူမကပြတ်သားတဲ့ညှင်းခုန်မှုတွေနဲ့ပြန်ပိတ်ပြောလိုက်ပါတယ်ဒီပြုမှုကတထေးကိုလုံးဝဒေါသထွက်သွားစေပါတယ်ဒီလိုနဲ့ကောင်မလေးဟာပထမဆုံးအကြိမ်အလုပ်ထုတ်ခံလိုက်ရပါတယ်ကုမ္ပဏီကနေထွက်လာတဲ့အချိန်မှာပဲသူမဟာလျှက်စစ်စကူတာတစ်စီးကိုစုလက်ဖြစ်ရရှိလိုက်ပါတယ်စနစ်ကသူမကိုပြောတာကတော့အလုပ်ထုတ်ခံရတဲ့အချိန်အရေးအတွက်များလေစုလက်တွေကပိုပြီးတမိုးကြီးလေဖြစ်လာမှာပါတယ်နောက်တစ်ချိန်ထပ်ပြီးအလုပ်ထုတ်ခံရရင်ကန်ဆန်းပဲနှိုက်ခွင့်ရရှိမှာဖြစ်ပါတယ်ဒါကြောင့်ထပ်ပြီးအလုပ်ထုတ်ခံရဖို့အတွက်ကောင်မလေးကအင်တာဗျူးခေါ်စာတွေကိုအလင်းအမြန်ရှာဖွေပြီးမကြခင်မှာပဲအချမ်းသာဆုံးကုမ္ပဏီကြီးတစ်ခုမှာလူစွမ်းအားအရင်မြင့်ဝန်ထမ်းနေရာအတွက်အင်တာဗျူးဝင်ဖြေပါတယ်အလုပ်လျှောက်သူတွေရဲ့စိတ်နေသဘောထားကိုစမ်းသပ်ဖို့အတွက် CEO ကတန်ရှင်ရေးဝန်ထမ်းအဖြစ်တမင်ရုပ်ဖြတ်ထားပြီးအမိုက်ပုံးကိုကန်လဲလိုက်ပါတယ်ကောင်မလေးတယောက်တည်းသာချက်ချင်းရှိထွက်လာပြီးကူညီပေးပါတယ်တခြားလျှောက်ထားသူတွေကတော့သူမလုံးမသာနောက်ကနေလိုက်ပြီးကူညီခြင်းအောင်ဆောင်ကြတာပါအဲ့ဒီနောက်လက်ထောက်ဖြစ်သူကအမျိုးသားရဲ့ခြေထောက်ပေါ်ကိုရေနွေးပူနဲ့လောင်းချလိုက်ပြန်ပါတယ်လူတိုင်းကဆေးရုံကိုဖုံးခေါ်ဖို့အော်ဟစ်နေကြချိန်မှာကောင်မလေးတယောက်တည်းသာဘလို့ကုသရမလဲဆိုတာဖုံးထဲမှာရှာဖွေကြည့်ရှုပါတယ်ပြီးတော့အမျိုးသားကိုတွဲထူပြီးဒဏ်ရာကိုကုသပေးဖို့တန့်စင်ခန်းစီခေါ်သွားပါတယ်ဒါပေမဲ့မတော်တဆသူမကအမျိုးသားရဲ့ခေါင်းစုပ်ကိုဆွဲချုပ်မိသွားပါတယ်သူမကဒါကိုတတိမထားမိပဲဒဏ်ရာကိုဆက်လက်ဆေးထည့်ပေးနေပါတယ်မထင်မှတ်ပဲခြေထောက်ကိုရေးထိလိုက်တဲ့အခါဆေးဆိုးထားတဲ့အယောင်တွေပြတ်သွားတာကိုတွေ့လိုက်ရပါတယ်သူမမမေးမြန်းရသေးခင်မှာပဲလက်ထောက်ဖြစ်သူကတန့်စင်ခန်းထဲကိုအပြေးလွှားဝင်လာပါတယ်အဲ့ဒီအခါကျမှကောင်မလေးကဒီလူဟာ CEO ဖြစ်ကြောင်းသိလိုက်ရပါတယ်တကယ်တော့ဒါတွေအကုန်လုံးကအင်တာဗျူးရဲ့စမ်းသပ်ချက်တစ်စိတ်တစ်ပိုင်းဖြစ်နေတာပါကောင်မလေးရဲ့စွမ်းဆောင်ရည်ကအရန်ကောင်းမွန်လွန်းတာကြောင့်သူမကိုလူစွမ်းအားအရင်မြင့်ဌာနဒါရိုက်တာအဖြစ်တိုက်ရိုက်ရာထူးခန့်အပ်လိုက်ပါတယ်အလုပ်ဆက်ဝင်တဲ့ပထမဆုံးနေ့မှာပဲ CEO ကလောက်ဝက်လောက်အချိန်ပေးပြီးညှိနှိုင်းထားတဲ့စာချုပ်တစ်ခုကိုကောင်မလေးကဆွဲဖျက်ပစ်လိုက်ပါတယ်အမျိုးသားကဒေါသထွက်ပြီးပောက်ကွဲတော့မဲ့ဆဲမှာပဲလက်ထောက်ဖြစ်သူဝင်လာပြီးမိတ်ဖက်ကုမ္ပဏီဟာအကျွေးငွေဘီလီယံပေါင်းများစွာတင်နေလို့စာချုပ်ချုပ်လို့မရတော့ကြောင်းသတင်းလာပို့ပါတယ်ဒီလိုနဲ့ကောင်မလေးဟာမတော်တဆကုမ္ပဏီကိုကယ်တင်လိုက်တဲ့အဓိကသူရဲကောင်းဖြစ်သွားပြန်ပါတယ်အမြန်ဆုံးအလုပ်ထုတ်ခံရဖို့အတွက်ကောင်မလေးကတမင်တက်ရုံနောက်ကြမှလာပါတယ်ရုံရောက်တာနဲ့ဂိမ်းထိုင်ဆော်နေပါတယ်မထင်မှတ်ပဲအမျိုးသားကဒါကိုမြင်တဲ့အခါအလုပ်ထုတ်မဲ့စာသူမကိုနောက်ထပ်ဒေါ်လာ3သိန်းစုချလိုက်ပြန်ပါတယ်တကယ်တော့ CEO ကမနေ့ကကုမ္ပဏီကိုကယ်တင်ခဲ့တဲ့အတွက်စုမချရသေးလို့ကောင်မလေးစိတ်ကောက်နေတယ်လို့ထင်သွားတာပါအလုပ်ထုတ်ခံရဖို့အတွက်ကောင်မလေးကလုပ်ဖို့ကင်ဘက်တွေကိုတထေးအမုန်းဆုံးအရာကဘာလဲလို့မေးမြန်းပါတယ်ရုံးတွင်းအခြေရေးကိုတထေးလုံးဝမကြိုက်ဘူးလို့သိလိုက်ရတဲ့အခါသူမချက်ချင်းအကြံရသွားပါတယ်အမျိုးသားကသူ့ဖခင်ကိုကုမ္ပဏီထဲလိုက်ပြနေတဲ့အချိန်မှာကောင်မလေးကနင်းစီပန်းစီကိုကင်ပြီးရှောက်လာကလူပုံအလယ်မှာအမျိုးသားကိုချေးရေးဆိုလိုက်ပါတော့တယ်